ဒီမှာကျွန်တော်တို့2026မှာ3ညနှစ်ခက်ကခွန်နော်3ည5ခွန်အဲ့ဒီ3ည5ခွန်မှာကျွန်တော်တို့က3ည5ခွန်အပြီးတစ်ချိန်ကြာမယ်နော်ဒီမှာနော်50ခွန်80ပါဝါတစ်ချိန်ကြာမယ်38နော်ဒါလေးကိုကြည့်လိုက်ကြဒါလေးကိုမှတ်ထားပတ်တီ3ည98ပေါင်းရင်ခွန်မဖြစ်ရင်စုံကတ်မယ်ခွန်တစ်လုံးစုံကတ်ခွန်တစ်လုံးစုံကတ်ရလို့ထွက်ပြေးရမယ်တဲ့ဒီမှာနော်80နဲ့နှစ်အပတ်တိုင်းမှာပါဝါတစ်ချိန်ကြမယ်ဒီကောင်ပေါင်းရင်ကျွန်တော်တို့3ညစုံဖြစ်တာဖြစ်တဲ့အတွက်3ညတစ်လုံးမကတ်မယ်တဲ့ဒီမှာနော်မကတ်ပြီး3ညတစ်လုံးမကတ်ပါဝါတစ်ချိန်ကြမယ်ဒီကောင်ပေါင်းရင်9တစ်လုံးဖြစ်တာဖြစ်တဲ့အတွက်စုံကတ်ပေးရမယ်တဲ့9တစ်လုံးစုံကတ်54နော်ပါဝါလဲကစားပေးရပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ခွန်နှစ်3ပေါင်းရင်နှစ်ကျွန်တော်နှစ်တစ်လုံးနဲ့ပေးတယ်နော်နှစ်တစ်လုံးနဲ့ကျွန်တော်ပြီးခဲ့တဲ့ဘက်ပေးတယ်25လို့ပါခဲ့နော်အဲ့တော့ပါဝါတစ်ချိန်ကြမယ်အဲ့တော့နှစ်တစ်လုံးမကတ်25ပါဝါလေးကြပေးရမယ်နော်ပါဝါဇုံသိမ်းရင်ပါဝါပြန်ကြအဲ့ဒါကိုကျွန်တော်တို့918ပေါင်းရင်4တစ်လုံးမကတ်နော်4တစ်လုံးမကတ်ထွက်ပြီးပါဝါလေးကြပြီးအောင်ပြောပြတာပါကိုယ့်အနေနဲ့ကိုနောက်ဆိုရင်ဒါကျွန်တော်ဖမ်းသွားတဲ့9ပြိတ်ဇောင်းနော်9ပြိတ်ဇောင်းမှာကျွန်တော်တို့259အခွေနော်259 36 5ပြိတ်259အခွေ5ပြိတ်ကျွန်တော်တို့ပါဝါစုံ36 259အခွေ5ပြိတ်နော်5ပြိတ်ကြတယ်ဒီမှာပါဝါစုံမှာ36 5ပြိတ်259အခွေနော်5ပြိတ်အခုဒီမှာကျွန်တော်တို့ပါဝါစုံကြတယ်259အခွေမှာဒါလာနော်5ပြိတ်ကြအောက်မှာတော့ကျွန်တော်ဆွဲထားတာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ထားလိုက်တော့တိသွားပြီနော်ပြပေးတာတိသွားပြီနော်ကျွန်တော်ပြပေးတာတိလောက်ပြီလားတိရင်လည်းတိတယ်လို့ပြောပါဗျာကျွန်တော် Telegram မှာလည်းတင်ထားတယ်နော်ဓမ္မဒါ3ည5ခွန်ကီ2026နော်ဒီမှာပတ်တီးတစ်လုံးယူမယ်ဒီပတ်တီးမှာခွန်ဖြစ်တဲ့အတွက်စုံကတ်မယ်ခွန်တစ်လုံးစုံကတ်ဒီမှာခွန်စုံကတ်ပါဝါလဲကြပေးရမယ်ဒီကောင်ပေါင်းရင်3ညတစ်လုံးမကတ်ဒီမှာကြပြီနော်ရပါနော်ကျွန်တော်တို့အိုးပင်းကခွန်49နော်တစ်လုံးခွန်ဖြစ်တဲ့အတွက်456ထိတ်63လို့ထွက်ပြီး492ကီးမှာအပီးထွက်တယ်အပီးမနေ့က32 3ရက်ပါဝါ116ချိန်နော်16ကစားပေးရမယ်56ခွန်ထိတ်5ထိတ်လို့ကြပြီးတော့53ည3အပီးကြတယ်ဒီနေ့လာမယ်နော်သိပြီတဲ့ဟုတ်ပြီကဲအဲ့တော့ဒီနေ့ကစားမယ့်ဇာတ်လေးကိုပြ4ခွန်45နော်